Mingla pa Dinero Jonoga intro video the bogo pong a below loya malay soda will propia pretama pipade yen uzo pistol hego tuamena pistol head wabirashino tima intro meka intro lo be yaite lo yabare I and the o intro intro ရိုက်ထည့်လို့ရှိရင်ကျွန်တော်ရတော့ intro promo video maker ပဲတုံးတယ်ပေါ့နော်ဒီအောက်မှာလည်းတခြား software တွေအများကြီးတုံးလို့ရပါတယ်ဒါပဲအားလုံးက intro video လောက်တဲ့အတွက်လောက်ဖို့အတွက်ကောင်းပါပဲဘယ်ဟာပဲတုံးကိုနှစ်တက်ရအောင်ကိုတုံးပေါ့နော်ကျွန်တော်ကြတော့ဒီကောင်ပဲတုံးပါတယ်ကျွန်တော်ကြတော့ကျွန်တော် down လို့ဆွဲထားပြီးဖြစ်တဲ့အတွက်ကျွန်တော်ကမ down လို့ပါဘူးเนาะကျွန်တော်အပြုံးပဲသွားလိုက်မယ်ပြုံးသွားပြီးလို့ရှိရင်ကျွန်တော်တို့ဒီမှာဒီထဲကိုဝင်မယ်ခဏစောက်ရမယ်ဒီနေရာမှာကနည်းနည်းကြာတယ်เนาะပေါ်လာပြီဒီထဲကိုရောက်လာပြီးလို့ရှိရင်တော့ဟို intro video တပုတ်အတွက်ပေါ့နော်သူပေးထားတာရှိတယ်ဆယ်လီတမားရဆယ်လီအပိုင်းဟောနော်ဒီမှာ YouTube ပေါ်မှာ video တင်တဲ့သူတွေအတွက်ဆိုရင် YouTube ပေါ်မှာ video intro လောက်ရမယ်နေတယ်ပေါ့ဒီမှာသူအပိုင်းနဲ့သူခွဲထားပေးတယ်ပေါ့နော်ဒီမှာ blog သမားလို့ဆိုရင်တော့ blog ပေါ့ဒီမှာ logo သမားလို့ဆိုရင်တော့ logo ပေါ့ဒီမှာ food blogger တွေ food အစားနဲ့ပတ်သက်ပြီးစားခြင်းတဲ့သူတွေကြတော့လေဒီမှာအစားနဲ့ပတ်သက်တာပေါ့သူချန်လာပြီးကျွန်တော်တို့ကြားရအောင်ကျွန်တော်တို့ down ပြီးကျွန်တော်တို့ caption လေးကျွန်တော်တို့ logo တွေကျွန်တော်တို့ထည့်လိုက်ရအောင်ပါပဲနော်ဒီမှာ gaming ဒီမှာ game ကစားတဲ့အတူတွေအတွက်ကြတော့ game intro video တွေသူချလာပေးပါတယ်ကိုစိတ်ကြိုက်ကို down လို့ရပါတယ် down ပြီးလို့ရှိရင်ကို caption ကိုထည့်ပါဒီမှာကြ lifestyle တမားတွေပေါ့ဒီမှာကြ business ဈေးရောင်းတဲ့သူတွေဒီမှာကြတော့တချင်း intro ပေါ့နော်တချင်းလောက်တဲ့လူတွေအမျိုးသူတင်ထားပေးတယ်ပေါ့နော်ဟို fighting တမားတွေဆို fighting တမားတွေပေါ့အကုန်လုံးဒီမှာရှိတယ်ကိုနဲ့ live ဖက်မဲ့ဟာကိုလောက်နေတဲ့လမ်းကြောင်းနဲ့ကိုင်းကြီးတဲ့ဟာတစ်ခုကိုရွေးချယ်ရမှာပေါ့နော်ရွေးချယ်ပြီးရှိရင်တော့ကျွန်တော်ကြတော့ logo intro ပေါ့နော်အဲဒီ logo နဲ့ပတ်သက်တာပဲကျွန်တော်လုပ်တယ်သူကလုပ်တယ်များတယ်ပေါ့နော်ကျွန်တော်အဲ့ဒါနဲ့ပတ်သက်ပြီးတော့ကျွန်တော်လုပ်ပြပေးမှာပေါ့ကျွန်တော်တစ်ခုလုပ်ပြပေးမှာနော်ကျွန်တော်တစ်ခုလုပ်ပြပြီးဘယ်တာရွေးရမလဲနော်ခုနကဘယ်ကောင်ရွေးရင်ကောင်းမလဲအများကြီးပဲเนาะဒီမှာကြိုက်တာရွေးလို့ရတယ်အများကြီးပဲကျွန်တော်ကနော် sorry ကျွန်တော်ဒီကောင်ပဲယူလိုက်မယ်နော်ကျွန်တော်ဒီကောင်ပဲတုံးပြမယ်နော်ကျွန်တော်အဆန်းလုပ်ပြမယ်နော်မတော်လားဒီ logo ပေါ့ဒီနေရာရောက်လို့ရှိရင်ကျွန်တော်တို့ logo ကျွန်တော်တို့ထည့်မယ်ကျွန်တော်တို့မှာရှိတဲ့ logo ပေါ့ဒါကျွန်တော်အစမ်းထည့်ပြတာပေါ့နော်ဒါမှကျွန်တော်တို့ထည့်ပြီးဟုတ်ပြီထည့်ပြီးလို့ရှိရင်မချစ်ပေးလိုက်မယ်ဒီမှာမချစ်ပေးပြီးကျွန်တော်တို့စာရေးမယ်အော်ကျွန်တော်တို့ထည့်ရင်လည်းနာမည်ပေါ့ကျွန်တော်တို့ channel ရဲ့နာမည်ပဲဖြစ်တစ်ခုပေါ့အမှကျွန်တော်တို့ထည့်ခြင်းလို့ကျွန်တော်တို့ထည့်လို့ရတယ်စာလုံးကိုလည်းကျတဲ့နေရာရွှေ့လို့ရတယ်အကြီးအသေးပေါ့ကျွန်တော်တို့ကြိုက်ကြလို့ကျွန်တော်တို့ပုံစံပြောင်းလို့ရတယ်အယောင်ပြောင်းလို့ရတယ်ဒီမှာဟမ်
ဆက်တိုင်နေပါလေအကုန်ပြောင်းလို့ရတယ်ဒီမှာကျွန်တော်ကြတော့ဒီတိုင်းလေးပဲထားလိုက်မယ်ကိုစိတ်ကြိုက်ကိုရွေးချယ်လို့ရပါတယ်ဒီမှာကနော်ကိုတော့ရှိတယ်တချင်းက music background ဒါဒီ music background သုံးလို့မရဘူးเนาะသူပေးထားတဲ့ music background copyright မရှိတဲ့ဟာတွေကျွန်တော်တို့ရွေးတော့ရပါเนาะအဲ့ဒါကကြတော့ YouTube မှာရှိရတယ်အဲ့ဒါကိုရှာတောင်းပြီးတော့ဟိုပြန်ထည့်ပါเนาะ background music ကကြဒီ background music ကိုကြတော့သုံးလို့မရဘူးသုံးလို့မရတဲ့အတွက်ကျွန်တော်ကဒီလောက်နေမယ်เนาะ export ထုတ်မယ်ပို့ထုတ်မယ်ပို့ထုတ်ပြီးလို့ရှိရင်တော့သွားကြည့်ကြည့်မယ်နော်အပြင်မှာဒီလိုပဲရလားဒီမှာခုနကကျွန်တော်တို့လောက်ထားတဲ့ intro video ပေါ့နော်ဒီမှာရပေါ်လာပါပြီ intro video လောက်နေပါတော့အဲ့ဒါကျွန်တော်တို့ကြိုက်တဲ့ background music တွေကိုကျွန်တော်တို့ရွေးထည့်ပြီးကျွန်တော်တို့ intro video တစ်ပုဒ်ရပါပြီเนาะကျေးဇူးတင်ပါတယ်